ဒီပန်းသီးလေးကပုံမှန်ပန်းသီးတွေအတိုင်းရိုးရိုးမဟုတ်ပါဘူးအခုငါတို့ပန်းသီးကိုသုံးမဲ့ဆေးကတော့ Mozo Black ဆေးဖြစ်ပါတယ် Mozo Black ဆိုတာဘာလဲဆိုတော့အလင်းရောင်9.4%အထိစုပ်ယူနိုင်တဲ့အလွန်အမင်းအနက်ရောင်ဆေးတစ်မျိုးပါအဲ့ဒီကြောင့်ငါတို့ပန်းသီးတစ်လုံးကိုဆေးတုပ်ပြီးသွားတာနဲ့ပန်းသီးရဲ့မူလအယောင်တွေမမြင်တော့ပဲအလင်းရောင်ကိုတစ်ခုခုတီးတန့်စုပ်ယူထားသလိုဖြစ်သွားတယ်ဒီ Mozo Black ဆေးကိုအမှုပညာလုပ်ငန်းအလင်းစုပ်တဲ့စက်ပစ္စည်းတွေမှာအသုံးများပြီးတကယ်တော့နည်းပညာနယ်ပယ်မှာလည်းအရေးကြီးတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ပန်းသီးတစ်လုံးလိုရိုးရိုးအရာကိုဒီလိုနဲ့ဆေးတုပ်ထားရင်တော့ရုပ်ထွက်ကအလွန်ထူးခြားပြီးမျက်စိထင်ထင်ရှားရှားမမြင်ရတော့တာမျိုးကိုတွေ့ရမှာပါဒါဟာသက်ဆိုင်ရာအမှုပညာရှင်တွေအတွက်စိတ်ကူးယူဖန်တီးမှုနဲ့နည်းပညာတို့ပေါင်းစပ်တဲ့နမူနာလည်းဖြစ်နိုင်ပါတယ်သိပ္ပံပညာရှင်တွေကပြောကြတာကမီးဆုပ်ယူတဲ့အစစ်မြင့်ဆုံးပစ္စည်းဖြစ် Mozo Black ကိုသတ်မှတ်ကြပြီးဒီဆေးနဲ့ဖုံးထားတာတွေဟာအလင်းရောင်ပြာရောင်အနီရောင်အဖြူရောင်စတဲ့အလင်းတွေကိုပိတ်ပင်နိုင်ပါတယ်ဒီပန်းသီးလေး